ခါကလက်တစ်ဖက်ကရွှေနဲ့လှုပ်ထားတဲ့အမျိုးသမီးတစ်ယောက်ရှိတဲ့။ဒီနေ့မှာတော့တောထဲမှာတစ်ပင်ခုန်နေတော့တစ်ပင်လဲပြီးသူမရဲ့လက်ပေါ်ပြီးသွားပါလေတော့။ခင်မွန်းဖြစ်သူကတစ်ပင်ကိုဖဲဖို့အတင်းကြိုးစားပေမဲ့မရတဲ့အဆုံးဇနီးတဲ့ရဲ့အသက်ကိုကယ်ဖို့အတွက်ပစိန်နဲ့လက်ကိုဖျက်လိုက်ရပါတော့တယ်။လက်ဖြတ်သွားတဲ့အတာသူမဟာအမြဲတမ်းဝမ်းနေနေခဲ့တယ်။ဒါကိုကြည့်ပြီးခင်မွန်းဖြစ်သူကလက်တူတစ်ခုလုတ်ပေးပေမဲ့သူမကတော့ရွှေနဲ့လှုပ်တဲ့လက်ကိုပဲလိုချင်လေလို့ပူစားတယ်။အဲ့ဒါနဲ့ပဲခင်မွန်းဖြစ်သူကရွှေလက်အတူတစ်ခုလုတ်ပေးလိုက်တာပေါ့။ဒါပေမဲ့အဲ့ဒီရွှေလက်ကြောင့်ပဲခန္ဓာကိုယ်ထဲပိုးတွေဝင်ပြီးအစိတ်သက်ပြီးရက်အနှဲငယ်ကြာမှသူမသေဆုံးသွားခဲ့တယ်။မသေးခင်မှာသူမကကျမကိုဒီရွှေလက်နဲ့အတူမြုပ်ပေးပါလို့ခင်မွန်းစီမှာဂတိတောင်းခဲ့တယ်။ခင်မွန်းကလည်းဂတိအတိုင်းမြုပ်ပေးလိုက်ပါတယ်။နှစ်အနှဲငယ်ကြာတဲ့အခါမှာတော့ခင်မွန်းဖြစ်သူဟာအယမ်းဆင်းရဲသွားပြီးစားဝတ်နေရေးခက်ခဲလာတယ်။အဲ့ဒါနဲ့သူဟာငွေရလို့စောနဲ့မိန်းမဖြစ်သူရဲ့အကူကိုသွားပြီးမြေချင်းပြန်တူးတော့တာပဲ။ရွှေလက်ကိုချွတ်ယူလိုက်တဲ့အချိန်မှာမိန်းမဖြစ်သူရဲ့မျက်လုံးတွေရုတ်တရက်ပွင့်လာပေမဲ့သူကဂယုမဆိုင်ဖဲရွှေလက်ကိုအိမ်ကိုယူလာခဲ့တယ်။အဲ့ဒီညမှာပဲမိန်းမဖြစ်သူရဲ့ဝိညာဉ်ကသူမရဲ့ရွှေလက်ကိုပြန်တောင်းမှုရောက်လာပါတော့တယ်။ခင်မွန်းဖြစ်သူကအလွန်အမင်းထိတ်လန့်သွားပြီးရွှေလက်ကိုပြန်ပေးလိုက်ပြီးမြဲလက်ကိုရပြီးတာနဲ့မိန်းမဖြစ်သူကသူ့ကိုတက်ပြစ်လိုက်ပါတော့တယ်